အားလုံးပဲမင်္ဂလာပါဒီနေ့ channel မှာရှိတဲ့ပန်းမင်းတွေကိုလိုက်ပြပါမယ်လိုက်ခဲ့ကြနော်ဘုထုတ်ဆောင်မှာဖြစ်မယ်နေပူးနေတယ်ဒါကတော့ blueberry ပါအသီးလေးတွေတော့သီးနေပါပြီအမမိမှာဆိုလို့နာမည်တွေကိုစာနဲ့ရေးလာတယ်ဒါကတော့ blackberry လို့ခေါ်ပါတယ်ဒီကပန်းရောင်လေးပါဒီ blackberry ကတော့အဖြူရောင်အပွင့်လေးတွေပွင့်တယ်စားရတော့ချိုးချင်းလေးပေါ့ဟိုမှာကြည့်ဘာကောင်းလဲအများကြီးပဲပန်းတွေပွင့်နေတာသူကအရွက်လည်းမတူအရွက်ကဒါမျိုးအချွန်လေးရှိတယ်ဒါမျိုးနည်းနည်းလေးဝိုင်းတာလေးရှိတယ်တချို့ပင်တွေကစူးတွေရှိပါတယ်ပြီးလို့ရှိရင်ဒီပန်းကမွေးပါတယ်အဲ့ဒါကတော့ yellow day lily လို့ခေါ်ပါတယ်ဒီကတော့နှင်းစီပန်းလေခြုံပုတ်ထဲကနှင်းစီပန်းမွေးကြည့်ဦးအိုးမွေးလိုက်တာတော့မွေးပါတယ်ဒီပန်းကိုကြတော့ beach iris လို့ခေါ်တယ်ခရမ်းရောင်လေးတွေနောက်တော့ဘာခေါ်လဲမြန်မာလိုဆိုလို့ရှိရင်တော့ဟမှာအသီးတွေ့လားအသီးနေသေးသေးလေးတွေပဲရှိသေးတယ်မြင်ရလားမသိဘူးအသီးတွေညောင်းတော့အသီးတွေရှိသေးလားဒီရဆိုင်နေရောတယ်မမြင်ရအောင်ဒီထဲမှာတွေ့တဲ့ပန်းအဝါလေးတွေပြမယ်ခုနကခရမ်းရောင်ပန်းနဲ့တူတယ်ပုံစံချင်းတော့တူတယ်ဒါပေမဲ့အရောင်ချင်းမတူဘူးဒါကိုဘယ်လိုခေါ်လဲဆိုလို့ရှိရင် gladiolus ဒီထဲမှာရွှေငါးလေးရှိပါတယ်ဘာငါးလေးတော့မသိပါဘူးဒီမှာအဖြူရောင်ငါးတစ်ကောင်ပဲရှိတယ်အဖြူရောင်ငါးတစ်ကောင်အခုလိုမြက်ခင်းပေါ်မှာရှိနေတဲ့ပန်းလေးတွေကိုကြတော့ဒေစီလို့ခေါ်ပါတယ်မတွေ့လားဒီဒေစီပန်းလေးတွေကညဆိုလို့ရှိရင်အပွင့်လေးတွေကအငုံလေးတွေဖြစ်သွားတယ်မနေ့ဆိုလို့ရှိရင်ပြန်ပွင့်တယ်မြန်မာနိုင်ငံကထီကယုံလိုမျိုးပေါ့ဒီဟာကိုတော့ star cluster လို့ခေါ်ပါတယ်တိုက်တော့မပွင့်သေးဘူးပွင့်ကနေပြီဒီဟာကတော့ cherry သီးတွေပါဟိုမှာ cherry သီးတစ်လုံးဒီမှာဘယ်နှလုံးလဲအများကြီးပဲတစ်လုံးနှလုံးသုံးလုံးလောက်ရှိတယ်ဒီအပင်ကစိုက်ထားတာမကြသေးဘူးဒီနေ့တော့ဒီလောက်ပါပဲနောက်နေ့မှနောက်တနေရာကိုရိုက်ပြမယ်နော်အားလုံးပဲတတ်တာ